Hello အားလုံးပဲမင်္ဂလာပါရှင် Healthy Shop ရန်ကုန်စာနေပြတာကြိုဆိုပါရစေဒီမှာမန်လေးကမှတ်ထားရပါတော့ Healthy ရန်လေးပြပေးပါလားတဲ့နော်မင်းတို့စီမှာ Healthy ရန်2မျိုးရှိပါတယ် Healthy ရန်2မျိုးကတော့ဒါမင်းတို့ရဲ့နောက်ဆုံးထွက်ထားတဲ့ Beauty and Power Healthy ရန်နဲ့မင်းတို့ရဲ့ Healthy Shop Berry ဒါ Extra Healthy ရန်ဆိုပြီး2မျိုးရှိရပါတော့ဒီ2မျိုးကဘာကွာလဲပေါ့နော်ဒီမင်းတို့ရဲ့ Healthy Shop အစိမ်းရောင်ကတော့ hair treatment အဖက်ပါပြီးသား hair serum only မဟုတ်တော့ဘူး hair treatment ပါပြီးသားသူက hair serum တစ်ခုထပ်ပို့တယ်ဆိုတဲ့အထိပင်နဲ့ထုတ်ထားတာပေါ့နော်သူကပါလဲဆိုရင် vitamin E ချိုချိုဝါဝိုင်းတို့အဓိကပါတယ်သူကအဖျားနှာခေါင်းဖြစ်တာတွေသပင်ပျက်စီးရာတွေကိုအဓိကထားရွယ်ပေးတယ်ပြီးရင်သူ့မှာပါတဲ့ဒါဒီ25မျိုးသောအစီအနစ်တွေနဲ့ထုတ်ထားကြအောင်သူကအရန်ကိုသပင်ကိုကျန်းမာတဆန်းစေရနောက်ဆုံးထွက်ထားတဲ့ Beauty and Power hair serum ကျတော့သူကတဘာဝအသီးနှံဆယ်မှုနဲ့လုပ်ထားတယ်သူကသပင်ကိုချောမွတ်စေတယ်ဒါသပင်ကိုတမ်းမအောင်အားပြည့်ပေးတယ်ပြီးရင်သပင်ကဒီဆိုးစီးပါဆိုပြီးလို့ရှိရင်ဆိုးစီးသပင်ဆိုးစီးအယောင်လေးမလွန်မအောင်ကောက်ွယ်ပေးထားတယ်ပြီးနေလောင်နေပူတဲ့မိပူတန်ခံတယ်ပြီးရင်အသီးနှံ10မျိုးရဲ့တဘာဝအစီအနစ်ပါကြသပင်ကိုအရင်ကနေဖြားထိတန်ဆွမ်းပြီးတော့အားဖြည့်ပေးတယ်ပေါ့နော်နှစ်ခုလုံးကသူ့အားချက်နဲ့သူပဲပေါ့နော်အာကွန်ဝိုင်းပါတဲ့ဒါ Beauty and Power Hair Serum လေးကိုသုံးမလားပြီးရင်ဒီဘက်ကဒါနာမည်ကြီးမူလလက်ဟောင်း Hair Serum သုံးမလားပေါ့နော်ပြီးရင်မင်းတို့ကဈေးရတော့ဒါလေးက36,500ဒါလေးက34,900ပေါ့နော်ဈေးက1000လောက်ပဲကွာတယ်ဒါပေမဲ့ပါတဲ့မေတော့တော်တော်လေးကွာသွားမယ်ဒါကတော့100မေလောက်ပါမယ်ဒါကတော့45မေပဲကွာပေါ့နော်မူလလက်ဟောင်း original လေးကတော့အဲ့တော့မင်းကတော့2မျိုးလုံးကသူ့အကြိုက်နဲ့တူပဲပေါ့နော်မင်းဆိုရင်2မျိုးလုံးကြိုက်တယ်မင်းဆို2မျိုးလုံးသုံးတယ်အနံလေးကတော့မင်းကဒီဘက်ကိုလည်းပို့ဖွာတယ်ဒါပေမဲ့ဒီဘက်ကဒီအစိမ့်လေးကြတာပေါ့နော်မင်းတို့တကယ်ကိုပေါ့နော်ဟိုစပင်ရဲ့အားကောင်းမှုတွေစပင်ရဲ့ဒါအာဟာရဖြစ်မှုတွေပို့ပြီးအားကောင်းတယ်လို့မင်းခံစားရတယ်ပေါ့နော်မင်းဆိုရင်တော့ဒါ2မျိုးလုံးကြိုက်တယ်ဈေးထက်သက်နဲ့များများသုံးနေဆိုရင် Beauty and Power လေးကိုသုံးဈေးနဲ့ထိရောက်နဲ့ဒါထိရောက်နဲ့ဒါစပင်ကိုလုံးဝကောင်းအောင်အားဖြည့်ပေးအောင်ကုသပေးရမျိုးလိုချင်နေဆိုရင်တော့ဒီအစိမ့်မျိုးသုံးပေါ့နော်မင်းက2မျိုးလုံးကြိုက်တယ်2မျိုးလုံးသုံးကြရပေါ့နော်2မျိုးလုံးကလည်းသူ့ဖန်တဲ့သူရှိကြရပေါ့နော်တချို့ဆိုရင်ဒီ2မျိုးလုံးကြိုက်တဲ့2မျိုးလုံးသုံးတဲ့လူလည်းရှိတာပေါ့နော်မင်းက2မျိုးလုံးအရင်ကြိုက်ပါရှင်အဲ့တော့ဒီ2မျိုးလုံးကမင်းတို့ Healthy Shop Berry ရန်ကုန်ဆိုင်မှာ install ရပါမယ်ရှင်ဆိုင်စာလေးကတော့ lam.8 လမ်း 8.64 ပြည်မြင်ကြီးပါရှင်